အားလုံးပဲမင်္ဂလာပါခင်ဗျာ S2B Story Cartoon Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဇက်လန်လေးကဥဒရဒေတာပြည်နယ်ကာလန်ဒီရွာကနေစားခဲ့တာပါဒီရွာမှာနှစ်20လုံးကလေးတယောက်မှမွေးဖွားမလာခဲ့ပါဘူးအိမ်တိုင်းမှာကလေးတွေရဲ့ပြောတမ်းကြွေတမ်းကင်းမဲ့ပြီးတော့လူသူကင်းမဲ့နေတယ်ဒီအဖြစ်ကဘာလဲဆိုတာဘယ်သူမှမသိကြဘူးအဲ့ဒီမှာကျင်းစာတစ်ခုရှိနေတာလားဒါမှမဟုတ်ပုံးကွယ်နေတဲ့လှုပ်ဝဲချက်တစ်ခုရှိနေတာလားအမျိုးသမီးတချို့စွန်ပလုံပင်ကြီးရဲ့အောက်မှာထိုင်နေပြီးတော့စကားတွေပြောနေကြတယ်ငါတို့ရွာကဒီတိုင်းပဲလူသူကင်းမဲ့သွားမှာလားငါလက်ထပ်ပြီးဆက်ရှင်နေရှိသွားပြီဒါပေမဲ့ငါရဲ့လက်ချိုးကတော့အခုထိပလာပဲငါဈေးဒီတိုင်းမှာပူစော်ကိုကဲတင်တယ်ဥပုပ်ဆောင်ခဲ့တယ်ဒါပေမဲ့ငါလက်ချိုးကပလာပဲငါတို့ကံကဒီလိုပဲလားငါလက်ထက်ကတော့အရင်တုန်းကဒီရွာကပျော်ရွှင်တယ်လို့ပြောတယ်အခုရန်နေငယ်ကြရင်ဒီရွာရဲ့ငိုတန်းကိုနားထောင်မဲ့သူမရှိတော့ဘူးမင်းတို့ကြီးတွေနီးလန်းတစ်ခုခုလှုပ်ကြမယ်ဆိုရင်ဒီရွာကိုပြန်ပြီးရေမောအောင်လှုပ်ကြရမယ်ငါတို့ပူဇော်ကြရမယ်စရီမာယာပူဇော်တက္ကမှာအံ့ဖွယ်အစွမ်းတတိတွေရှိတယ်ငါညီမကပြောတယ်သူတို့ရွာမှာအမျိုးသမီးတယောက်ကဥပုပ်ဆောင်ခဲ့တယ်သူမခလေးရလာခဲ့တယ်စရပူရပူဇော်တက္ကကရောက်လာတော့မယ်အကယ်၍ငါတို့အားလုံးညီညီညွတ်ညွတ်လုပ်ကြမယ်ဆိုရင်တော့မာယာကြီးကငါတို့စကားနားထောင်လိမ့်မယ်အေးပါငါတို့ပူဇော်ကြမယ်အကယ်၍စရီမာယာကြီးကငါတို့လက်ချိုးကိုပြည့်စေတယ်ဆိုရင်ဒီရွာကိုပြန်ပြီးတော့ရေမောရမယ်ဒါဆိုရင်တော့ရေချိုးစိတ်ကန်းကိုပြင်ဆင်ဖို့စတင်လိုက်ကြရအောင်ရွာကလူငယ်တချို့ကစိတ်ကန်းပြင်ဆင်ဖို့ကန်ကန်းပါကိုရောက်လာကြတယ်လူငယ်တချို့ကစိတ်ကန်းပြင်ဆင်နေကြပြီးတချို့ကတန်ရှင်းရေးလုပ်ကြတယ်စိတ်ကန်းပြင်ဆင်ရင်းနဲ့ညနေရောက်သွားတယ်နေမင်းကြတော့မယ့်အချိန်ဖြစ်နေပြီးမှောင်တော့မယ်အဲဒီအချိန်မှာတယောက်ကခြုံပုတ်သေးကဟွက်ပြီးတမြာသီးကိုသူတို့ရှီကိုပစ်ပေးလိုက်တယ်အဲဒီတမြာသီးကဒီကိုဘဲကရောက်လာတာလေပြီးတော့အပေါ်မှာမဲနဲ့တဲ့မှင်စိမ့်တွေတုတ်ထားတယ်ဗရဂါတာကသူ့လက်နဲ့အဲ့ဒီတမြာသီးကိုကောက်ယူလိုက်တယ်သူ့တမြာသီးကိုလက်ထဲယူလိုက်တာနဲ့သူတုံရင်လာပြီးအဲ့ဒီမှာမှုံဝနေတဲ့ပုံရိပ်တစ်ခုပေါ်လာတယ်သူ့ကိုဆွဲခေါ်ယူသွားတယ်ကဲကြပါအောင်ကဲကြပါအောင်ပရိဒါတာပျောက်သွားတာကိုမြင်ရတော့ကျန်တဲ့သူငယ်တွေကသူတို့ရဲ့အိမ်တွေကိုပြေးကြတယ်ရွာသားအားလုံးတန်ကရစ်ဆရာကြီးရဲ့အိမ်ကိုရောက်လာတယ်တန်ကရစ်ဆရာကြီးနဲ့သူရွာကအုပ်ချုပ်ရေးမှူးဦးကအရင်ကတည်းကထိုင်နေတယ်ဝီမာလာကသူတို့ကိုအကြောင်းအရာအားလုံးပြောပြတယ်တန်ကရစ်ဆရာကြီးကျမသားလေးကိုကယ်တင်ပေးပါဒါပေမဲ့ဒီလူငယ်တွေဒီလိုညတဲ့ချိန်မှာကန်ကန်းပါပေါ်မှာဘာလုပ်နေကြတာလဲပူစော်ဘွဲ့အတွက်စိတ်ကန်းပြင်ဆင်နေကြတာဒါကြောင့်ကလေးတွေပျောက်သွားကြတာစရဘူရာပူစော်တက္ကကြောင့်မှငါတို့ရွာရဲ့ခြေနေဒီခြေနေဖြစ်ရတာငါတို့ကြားဘူးတာကအရင်တုန်းကလည်းငါတို့ရွာမှာစရပူစော်ဘွဲ့ကိုပြုတ်ခဲ့တယ်အဲဒီတုန်းကကလေးတွေပြုတ်ကုန်ကြတယ်နောက်တော့ရွာသားတွေကပူစော်တက်ကတင်တာရက်လိုက်ကြတယ်ဒါပေမဲ့ငါတို့ဒီလိုတော့ဘယ်တော့မှမကြားခဲ့ဘူးမကြားဘူးအဲဒီတော့အခုပြုတ်ကုန်တဲ့ကလေးတွေကိုကြည့်ကြပါပူစော်ဝတ်တင်ဖို့အကြံကမင်းတို့အကြံနေမလားဒါကြောင့်ပဲမင်းသားပျောက်သွားတာဖြစ်ပြီးအခုဘယ်တော့မှပြန်မလာနိုင်တော့ဘူးရွာသားတို့အကယ်၍မင်းတို့ကြီးတွေဘေးကင်းကင်းနေခြင်းနဲ့ဆိုရင်တော့ပူစော်ပွဲမတင်ကြနဲ့မဟုတ်ရင်မင်းတို့ရဲ့ကလေးတွေလည်းပျောက်ကုန်နေမယ်ဟုတ်တယ်အခုဆိုရင်ငါတို့ရွာမှာကလေးတွေမွေးဖွားတာတော့ရက်သွားပြီနောက်ဆုံးသားသမီးမဲ့တွေပဲဖြစ်ကြံရစ်ခဲ့လိမ့်မယ်စိတ်ကန်းကိုတွားခဲ့တဲ့သူအားလုံးကမိမိတို့ရဲ့စပင်းတွေကိုဖျက်ပြီးဒီမှာထားခဲ့ကြငါမင်းတို့ကိုဘေးကင်းဖို့အတွက်တန်တရက်နီးနဲ့အစွမ်းပြုလုပ်ပေးမယ်မဟုတ်ရင်တော့အဲ့ဒီအမီမတိစွမ်းကမင်းတို့ကြီးတွေကိုလည်းပျောက်ကွယ်သွားစေလိမ့်မယ်ဆရာကြီးရဲ့စကားကိုကြားတော့စိတ်ကန်းပြင်ဆင်ဖို့တွားခဲ့တဲ့လူငယ်တွေကသူတို့စပင်အနေငယ်စီကိုဆရာကြီးရဲ့ပကံနှလုံးထဲကိုထည့်ခဲ့တယ်ဆရာကြီးကအဲ့ဒီမှာထိုင်ပြီးကြောက်ဆရာကောင်းတဲ့အပြုံးတစ်ခုကိုပြုံးလိုက်တယ်လူအားလုံးသူတို့ရဲ့အိမ်တွေရှိကိုပြန်သွားကြပြီတန်ဂရိဆရာကြီးကအဲ့ဒီလူငယ်တွေရဲ့စပင်တွေကိုဟော်မန်ပူစောနေကြတယ်သူ့စပင်တွေကိုမီးတက်ထည့်လိုက်တာနဲ့လူငယ်တချို့ရဲ့အရေးပြားတွေကတဖြည်းဖြည်းနဲ့မဲနဲ့လာတယ်ဘယ်လိုလဲဆိုတော့သူတို့ရဲ့ကိုယ်ခန္ဓာပေါ်မှာမီးသွေးမုံတွေကပ်နေတယ်လို့မျိုးပေါ့အဲ့ဒီမြင်ကွင်းကိုမြင်လိုက်ရတော့ရွာသားတွေကြောက်လန့်သွားကြတယ်ဝိမာလာကသူမရဲ့တားရဲ့တပ်ပုံကိုရှေ့မှာထိုင်ပြီးငိုကြွေးနေတယ်ရွာကအမျိုးသမီးတချို့ကလည်းအတွင်းကိုဝင်လာကြတယ်သူတို့ရဲ့မျက်နှာတွေမှာစိုးရိမ်ပူပန်မှုတွေနဲ့စာနာမှုတွေရှိနေတယ်ဝိမာလာမငိုနဲ့တော့တနာရိဆရာကြီးရဲ့စီကိုတွားလိုက်ပါသူမပဲပရကာတာကိုပြန်ခေါ်လာနိုင်မယ်ဟုတ်တယ်မင်းညကကလေးတွေအားလုံးထူးဆန်းတဲ့အပြုတ်မှုတွေတခုကိုပြုတ်လုပ်နေကြတယ်
ဆရာကြီးကိုစပင်းတွေပေးလိုက်တယ်သူကညအချီနှစ်ချီလုံးတန်တရဲ့နီးစွမ်းပြုတ်လုပ်ပြီးတော့အားလုံးကိုကယ်တင်လိုက်တယ်မဟုတ်ရင်အားလုံးပျောက်ကုန်ကြလိမ့်မယ်ငါကတော့ပြောတယ်ပူဇော်ပွဲမတင်ကြနဲ့တဲ့မဟုတ်ရင်ကလေးတွေပျောက်ကုန်လိမ့်မယ်မဟုတ်ဘူးငါစတာပူဇော်ပွဲကိုတင်မယ်ငါရဲ့ပရတာရကိုကယ်တင်နိုင်မှာပြန်ခေါ်လာနိုင်မှာပြီးတော့ဒီရွာရဲ့ကျင်းစာကလည်းပြတ်သွားလိမ့်မယ်အားလုံးရဲ့အိမ်တွေမှာကလေးတွေရှိလာကြလိမ့်မယ်ဝိမာလာမလုံနဲ့တော့တန်တရီကဆရာကြီးရဲ့စီကိုသွားသူမသာကလေးတွေကိုကယ်တင်နိုင်မယ်စတာပူရပူဇော်တက်ကကြောင့်နောက်ထပ်ဒုက္ခရောက်လာနိုင်လိမ့်မယ်ငါမှတန်ခရီဆရာကြီးမလိုအပ်ဘူးစတာမာယာကြီးပေါ်မှာပဲငါယုံကြည်တယ်ငါပူဇော်မယ်ဘာပဲဖြစ်ဖြစ်ပေါ့ဒါပေမဲ့ငါတို့ပူဇော်ပွဲမလုပ်ကြတော့ဘူးငါတို့ရဲ့ကလေးတွေကိုဒုက္ခထဲမထည့်ချင်ဘူးအမျိုးသမီးအားလုံးကအဲ့ဒီကနေထွက်သွားကြလေဝီမာလာကတော့သူမရဲ့ကလေးတပုံကိုရင်ပတ်ထဲမှာဖတ်ပြီးတော့အဲ့ဒီမှာပဲထိုင်းနေလိုက်တယ်ကြေးရွာအုပ်ချုပ်ရေးမှူးကဆရာကြီးရဲ့အိမ်မှာထိုင်းနေတယ်အဲ့ဒီမှာဟော်မန်ပူဇော်တဲ့မီးလှုပ်နေတယ်အနားမှာပဲရွာသားလူငယ်အားလုံးကစပင်းတွေထားရှိနေပြီးအဲ့ဒီမှာပရကာတာလည်းတတိလစ်လဲကြနေတယ်မနေ့ပြန်ကပူဇော်မဲ့နေဒီတစ်ခါဒီပူဇော်ပွဲတက်ကတင်တာရက်သွားရင်22နှစ်ကြာငါတို့ရဲ့ဆန္ဒပြည့်သွားလိမ့်မယ်နောက်တော့မနေ့ပြန်ညမှာပဲငါတို့ကြေးရွာဖျက်ဆီးခဲ့တဲ့တန်တရည်နီးနဲ့ဒီရွာတရွာလုံးရဲ့ကလေးတွေကိုဖျက်ဆီးပြလိမ့်မယ်နောက်တော့ငါတို့ကလေးတွေကိုလန်ဒန်ကနေအိမ်ပြန်ခေါ်မယ်ရွာရဲ့ပိုင်ဆိုင်မှုအားလုံးငါတို့ရဲ့ဖြစ်သွားပြီရွာကအမျိုးသမီးအားလုံးကသဘောတူသွားကြပြီးသူတို့စက်ကပူဇော်တက်ကမတင်ကြတော့ဘူးအဲ့ဒီမှာဝီလာမတယောက်ပဲကြံခဲ့တော့တယ်အဲ့ဒီလူတွေကအချင်းချင်းစကားပြောနေတော့နေမှာပဲအဲ့ဒီချိန်မှာတန်ခရီဆရာကြီးကိုတယောက်ယောက်ကအော်ခေါ်တယ်တန်ခရီဆရာကြီးဒါကဝီမာလာရဲ့ခင်မွန်ရှာမရဲ့အတန်ပဲတွားကြရအောင်သူ့ကိုဝီမာလာရဲ့ဆန့်ကျင်ဘက်တွန်းကြမယ်သူမသာဝီမာလာကိုတားဆီးနိုင်မယ်သူ့ကိုအဲ့ဒီမှာပဲခေါ်ထားလိုက်ကြရအောင်အိုးမိုက်မဲတယ်လူဒီမှာသူ့သားကတဒစ်လက်လဲကြာနေတယ်ကြေးရွာအုပ်ချုပ်ရေးမှူးနဲ့တန်တိဆရာကြီးကအပြင်ကရှာမရှိရောက်လာကြတယ်ရှာမရဲ့မျက်လုံးတွေထဲမှာသူ့သားအတွက်မျက်ရည်တွေပြင်းနေတယ်ရှာမငါမင်းရဲ့ဝမ်းနည်းမှုတွေကိုနားလေတယ်ဘာလို့လဲဆိုတော့ငါလည်းဖခင်တယောက်ပဲကိုရှာမမင်းစိုးရိမ်နေစရာမလိုဘူးငါမင်းရဲ့ကလေးကိုပြန်ခေါ်ပေးမယ်မင်းကမင်းရဲ့ဇနီးကိုမနှက်ပြန်စတာပူဇော်တက်ကတင်တာကိုတားလိုက်ပါဒါကိုလည်းနားထောင်မှာအကယ်၍မင်းရဲ့ဇနီးကပူဇော်ပွဲတင်ခဲ့ရင်မင်းရဲ့သားဘယ်တော့မှမပြန်လာနိုင်တော့ဘူးငါဘလို့နီးနေမဆိုဝီလာမကိုပူဇော်ပွဲတင်ခွင့်မပေးနိုင်တော့ဘူးရှာမကဒေါသထွက်ပြီးသူ့အိမ်ကိုသွားလိုက်တယ်ဝီမာလာကပူဇော်ပွဲအတွက်ပြင်ဆင်နေတော့မှရှာမရောက်လာတယ်ဒါတွေဘာလုပ်နေတာလဲမင်းပူဇော်ပွဲမတင်ရဘူးငါတင်မယ်အခုစရိမာယာကြီးမှသာငါသားကိုကယ်တင်နိုင်မယ်တန်ရီဆရာကြီးကသူငါတို့သားကိုပြန်ခေါ်ပေးမယ်လို့ပြောတယ်ပြီးတော့အကွေမင်းပူဇော်ပွဲတင်ခဲ့ရင်သားကဘယ်တော့မှမပြန်နိုင်တော့ဘူးငါမှတန်ရီဆရာကြီးကိုမယုံဘူးငါမှငါစရိမာယာကြီးကိုပဲယုံတယ်ငါပူဇော်ပွဲတင်မယ်ငါလည်းကြည့်မယ်မင်းဘယ်လိုပူဇော်ပွဲတင်မှာလဲရာမကသူ့ဇနီးကိုအခန်းထဲပိတ်ထားလိုက်တယ်မင်းကိုကန်းပါကိုတွားခွင့်မပေးတော့ဘူးဒါဆိုမင်းဘယ်လိုပူဇော်ပွဲတင်မှာလဲရှာမနဲ့ဝီမာလာတို့ရဲ့ဒီရန်ဖြစ်ပွဲကိုတန်တရီဆရာကြီးနဲ့ကြေးရွာအုပ်ချုပ်ရေးမှူးကပုံကွယ်ကြည့်ရှုနေကြတယ်။ရှာမကဝီမာလာကိုအခန်းထဲပိတ်လိုက်တာနဲ့တန်တရီဆရာကြီးနဲ့ကြေးရွာအုပ်ချုပ်ရေးမှူးတွေတယောက်ကိုတယောက်ကြည့်ပြီးပြုံးရကြတယ်။ပြီးတော့အဲ့ဒီကနေထွက်သွားကြတယ်။အဲ့ဒီနေ့ကပူဇော်ပွဲတင်မယ်နေရှာမကဝီမာလာကိုအခန်းထဲမှာပိတ်ထားပြီးတော့သူကိုယ်တိုင်တကားမှာရက်ပြီးကင်းဆောင်နေတယ်။ရှာမကပဒင်းပေါက်ကနေကြည့်လိုက်တော့ဝီမာလာပူဇော်တက္ကပွဲအတွက်အချို့ပွဲတွေလုပ်နေတာနဲ့ရေကန်တောင်းခံတဲ့ပစ္စည်းတွေပြင်ဆင်နေတာမြင်ရတယ်။ဒါတွေအားလုံးအချင်းကြီးပဲဘာလို့လုပ်နေတာလဲဝီမာလာမလုပ်နဲ့တော့ငါမင်းကိုပူဇော်ပွဲအတွက်တွားခွင့်မပေးခဲ့ဘူး။မင်းတွားခွင့်မပေးဘူးဆိုရင်ဘာမှမဖြစ်ပါဘူး။အကယ်၍ငါရဲ့ကြီးညိုမှုမှာစွမ်းအားရှိနေရင်ရေကန်တောင်းခံဖို့မာယာကြီးကိုယ်တိုင်ရောက်လာလိမ့်မယ်အချိန်တွေကုန်လွန်သွားခဲ့တယ်တဖြည်းဖြည်းနဲ့ညနေခင်းချိန်ရောက်လာတယ်ညနေခင်းချိန်ရောက်လာပြီးတော့ဆရာကြီးနဲ့ကြေးရွာအုပ်ချုပ်ရေးမှူးနှစ်ယောက်စလုံးထိုင်နေကြတယ်ရှေ့မှာဆရာကြီးကမီးရှို့ပြီးကြေးရွာဖျက်ဆီးတဲ့တန်တရီအစွမ်းကိုစတင်တယ်သူတို့ရှေ့မှာဝိမာလာရဲ့သားပရကာတာတတိလင်ပြီးလဲကြနေတယ်ကြေးရွာဖျက်ဆီးတဲ့တန်တရီနီးတွေးငတ်မှုမဲနိုင်မှုညံ့တဲ့ကြောက်မက်ဖွယ်တန်ညနေခင်းရောက်သွားခဲ့တယ်နေမင်းကြတော့မဲ့ချိန်မှာပဲရေကန်တောင်းခံရမဲ့ချိန်ကိုရောက်လာခဲ့ပြီဝိမာလာရေကန်တောင်းခံမဲ့အချိန်ပြင်ဆင်မှုလုပ်တယ်။သူမရဲ့ခင်မွန်ရာမကတကားမှရက်နေတယ်။တကားကပိတ်ထားတယ်။အိုးဆရာကြီးမာယာကြီးအကယ်၍ကျမရဲ့ကြီးညိုမှုစစ်မှန်ခဲ့ရင်ကျမရဲ့ရေကန်တောင်းခံမှုကိုလက်ခံဖို့လာပါ။ကျမကိုယ်တိုင်မတော်နိုင်ပါဘူး
စနီမာယာကြီးရဲ့အမျက်တော်ပွင့်လာတယ်ရွာရဲ့လေတွေညင်းညူတန်ထွက်လာတယ်အဘယ်လိုလဲဆိုတော့ကဆိုင်မှုကြီးတစ်ခုဖြစ်သွားမယ်အရေးကြောင်ပဲလေရဲ့အတန်ကျဲလာခဲ့တယ်အပင်တွေရဲ့အကိုင်းခက်တွေကကြိုးကြလာတယ်အဲ့ဒီချိန်မှာကြီးမားတဲ့အကိုင်းတစ်ခုကရှာမရဲ့ခေါင်းပေါ်ကိုကျတယ်ရှာမတတိလေးပြီးမြေပြင်ပေါ်ကိုလဲကျသွားတယ်လေရဲ့အားကအရင်ပြင်းတော့ပိတ်ထားတဲ့တကားကအလုံးရင်းနဲ့လှုပ်ရှားလာပြီးတကားဖွင့်သွားခဲ့တယ်ဝိမာလာကအတွင်းကနေအန်အောတန်ပြီးအပြင်ကိုကြည့်လိုက်တယ်စရိမာယာကြီးမင်းကြီးရဲ့ကျမရဲ့လမ်းကိုဖွင့်ပေးလိုက်ပြီကျမကိုယ်တိုင်ရှီကန်ထဲမှာရက်ပြီးတော့မင်းကြီးကိုရှီကန်တောင်းခံပါမယ်ဝိမာလာကရေကန်တောင်းခံမဲ့ပစ္စည်းအလုံးကိုသူမရဲ့ခေါင်းပေါ်မှာတင်ပြီးတော့ကန်စီကိုရှောက်လန်းလိုက်တယ်သူမကကန်ကိုရောက်သွားခဲ့တယ်တန်တရီကဆရာကြီးကသူမရဲ့သားကိုရစ်ပူစော်ဖို့ရှေ့မှာထားပြီးဓာတ်ကိုမြှောက်လိုက်တယ်အဲဒီချိန်မှာပဲဝိမာလာရေကန်တောင်းခံပစ္စည်းနဲ့ရေကန်နဲ့ဝင်ပြီးနေဒေဝတာကိုရေကန်တောင်းခံတယ်ဝိမာလာနေဒေဝတာကိုရေကန်တောင်းခံလိုက်တာနဲ့တန်တရီဆရာကြီးရဲ့လက်ထဲကဓာတ်ကအောက်ကိုကျသွားပြီးဟော်မန်ပူစော်တဲ့မီးခုံကနေမီးရှံထွက်လာပြီးတော့ဆရာကြီးနဲ့ကြီးရော်အုပ်ချုပ်ရေးမှုရဲ့ကိုခန္ဓာမှာမီးလောင်သွားခဲ့တယ်။ကဲကြပါဦးတစုံတယောက်ကဲကြပါဦး။အိုးတစုံတယောက်ကဲကြပါဦး။ရွာသားအလုံးကတန်တရီကဆရာကြီးရဲ့အိမ်ကိုရောက်လာကြတယ်။ဆရာကြီးကိုမြင်လိုက်ရတော့ပရိဒါတီထဲမှာပဲတတိလစ်လဲကြနေတယ်။တန်တရီဆရာကြီးနဲ့ကြီးရော်အုပ်ချုပ်ရေးမှုတို့မီးထဲမှာလောင်နေကြတယ်။ကဲကြပါဦးတစုံတယောက်ငါတို့ကိုကဲကြပါဦး။အရင်သာပြောပြစမ်းပရကာတာကဒီမှာဘာလုပ်နေတာလဲမှန်မှန်ပြောစမ်းငါကိုယ်တိုင်ပဲပရကာတာကိုပြောင်းအောင်လုပ်ခဲ့တာဒါပေမဲ့ငါအမှမဟုတ်ဘူးအုတ်ချုပ်ရမှုရဲ့ပြောဆိုချက်ကြာငါတို့ရွာပေါ်မှာကြေးရွာဖျက်ဆီးခဲ့တဲ့တန်တရနီးတွေတုံးခဲ့တာဖြစ်ပြီးတော့ဝိမာလာကပူဇော်ပွဲတင်ပြီးအဲ့ဒီနီးကိုဖျက်ချင်နေတာဒါကြောင့်ပဲငါပရကာတာကိုပြောင်းအောင်လုပ်ခဲ့တာမင်းတို့ကြီးတွေကြောက်လို့ပူဇော်ပွဲကိုမတင်ကြအောင်ပေါ့ထားလိုက်ပါဒီလူတွေကိုလောင်ကျွမ်းခွင်ပေးလိုက်ပါဘယ်သူမှကဲ့တင်မနေကြနဲ့ကြည့်ကြပါငါတို့ရဲ့ကလေးတွေကိုဒီစပင်တွေမှာဒီမှာရှိနေကြတယ်ရွာသားတွေကဆရာကြီးနဲ့ကြေးရွာအုပ်ချုပ်ရေးမှုကိုမကယ်တင်ကြဘူးသူတို့လောင်ကျွမ်းပြီးတေကုန်ကြတယ်ဝိမာလာကနေဒေဝရာကိုရေကန်တောင်းခံလိုက်တာနဲ့သူမရဲ့သားပြန်တတိရလာတယ်ပြီးတော့သူကတန်တတိဆရာကြီးရဲ့အိမ်ကနေပြေးထွက်လာပြီးကန်နာကိုရောက်လာတယ်ရွာသားတွေကလည်းပရတရဲ့နောက်ကနေကန်နာကိုရောက်လာကြတယ်သူတို့အားလုံးမြင်လိုက်ရတာကဝိမာလာပူဇော်ပွဲတင်နေတာပဲဝိမာလာမင်းကျေးဇူးတင်ပါတယ်ပူဇော်ဝတ်တင်ပြီးမင်းရဲ့ကလေးကိုကယ်လိုက်ပြီငါရင်ကလေးကပြောခဲ့တယ်စနီမာယာကြီးပဲငါကလေးကိုကယ်တင်နိုင်မယ်အခုငါတို့တွေပူဇော်ဝတ်တင်ကြမယ်ရွာသားအလုံးဝမ်းမြောက်ဝမ်းသာစွာနဲ့ပဲပူဇော်ဝတ်တင်လိုက်ကြတယ်ရွာဘော်ကတန်တရနီးနဲ့တက်ရောက်မှုပျောက်ကွယ်သွားခဲ့တယ်အားလုံးရဲ့အိမ်တွေထဲမှာထပ်မံကလေးတွေရဲ့ပျော်တမ်းရှင်တန်တွေကိုပြန်လဲကျေလောင်စွာကြားလိုက်ရတယ်ရွာထဲမှာတော့ပျော်ရွှင်မှုတွေပြန်လဲရောက်ရှိလာခဲ့ပါတယ်ဟုတ်ကဲ့ပါခင်ဗျာဇလန်လေးကတော့ဒီမှာတင်ပြီးဆုံးသွားခဲ့ပါပြီခင်ဗျာနောက်နေ့ဒီမှာလည်းနေ့စဉ်ရက်ဆက်စိတ်ဝင်စားဖွယ်ရကောင်းတဲ့ကာတွန်းတရေဇလန်များကိုနေ့စဉ်တင်ဆက်ပေးဦးမှာဖြစ်လို့ကျွန်တော်တို့ရဲ့ YouTube Channel လေးကို Like and Subscribe လေးများပြုလုပ်ခဲ့ပြီးအားပေးခဲ့ကြပါဦးခင်ဗျာဗီဒီယိုတက်တဲ့နိုင်ချက်ချင်းသိရှိနိုင်အောင်လို့လည်း Notification ခေါင်းလောင်းလေးကိုပါတစ်ခါတည်းနှိပ်ထားခဲ့ဖို့တောင်းဆိုပါရခင်ဗျာအားလုံးလည်းစိတ်ချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းနဲ့ပြည့်စုံပြီးဘေးရန်ကင်းရှင်းကြပါစေခင်ဗျာအားလုံးကိုကျေးဇူးပါခင်ဗျာလိုအပ်ခြင်းများရှိခဲ့ရင်လည်းကိုမန့်မှာရေးပြီးတော့ပြောသွားခဲ့နိုင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးပါ